はいဒီနေ့ကလေပါတီကေနီနဲ့ပတ်သက်တဲ့ဟာလေးပေါ့နော်နီကိုလေသူကပေါ့နော်အတိတ်ပဲတကူတည်းပဲခြုံပြီးတော့ပြန်လိုက်လို့မရဘူးသူ့နေရာနဲ့သူ့အခြေအနေပုံမှန်မှုတည်ပြီးတော့သူကအတိတ်ပဲလေးကွဲတယ်ပေါ့နော်အဲ losses ကိုရီတီးရဲ့နီကိုတွားကြည့်ကြည့်မယ်ပေါ့နော်သူကဥမာထားပါတော့အခြေခံမှာဆိုလို့ရှိရင်အချိန်မှာတွားကတ်တယ်ဟုတ်နီမှာအချိန်မှာတွားကတ်တယ်ဥမာလောကူဂျီနီဆိုတာမျိုးလို့လေရှိရှိဂျီနီဆိုတာမျိုးတွားကတ်တယ်လေနောက်တစ်ခုကလည်းအချိန်ပဲကိုရိုဆိုတဲ့အဲ့ဒီမှာဒီလိုရှင်းနဲ့အဲ့ဒီကိုရိုဆိုတာကဥမာဝါရှိကြည့်ကြည့်ကိုရိုနီနေမစတာဆိုတာနဲ့ရှိကြည့်ကြည့်နီနေမစတာဆိုလို့ရှိရင်ဒီကိုရိုတွေနဲ့တွားပြီးတော့တွားရှင်းလိုက်တဲ့အခါမှာနီရကြောက်သူကတိကျမှုပေါ်ပြတယ်ဆိုတဲ့အတိတ်ပဲကိုလည်းတွားတယ်ပေါ့နော်ဒါကြောင့်မလို့ရှိကြည့်ကြည့်နီဆိုလို့ရှိရင်9နာရီတီမှာရှိကြည့်ကြည့်ကိုရိုလို့ပြောလို့ရှိရင်9နာရီလောက်မှဖြစ်သွားလေနော်အဲ့တော့နေရနဲ့နောက်တစ်ခုကဘလို့နီလဲဆိုလို့ရှိရင်ကိုရီတင်ခဲ့ရတယ်ဥပမာများသောအားဖြင့်အခြေခံမှာတင်ရတာကနေရာနဲ့ဆိုလို့ရှိရင်အဲ့ကိုတင်ရတာများတယ်တကယ်တမ်းကပို့ပြီးတော့ရှီစမ်းတဘာဝဖြစ်တာကတနေရာကိုစမ်းစီတော့သွားတယ်ဆိုတာကဥတီတဲ့ဟေးဆိုလို့ရှိရင်တော့အဲ့ဆိုတာမှန်တယ်ဒါပေမဲ့အဲ့ဒီနေရာကိုကိုရီးယားအဲ့ဒီနေရာဒီရောက်ဖို့သွားတာဖြစ်တဲ့အတွက်ကြောင့်မလို့နီးကပို့ပြီးတော့တဘာဝကြတယ်လို့ဆိုလို့ချင်တာပေါ့နော်အဲ့တော့mina sanကအဲ့ပဲတုံနီးပဲတုံမှန်တယ်မှားတယ်ရလို့တော့မဟုတ်ဘူးဒါပေမဲ့လို့နီးကပို့ပြီးတော့ဆက်ရောက်မှုပေါ်ပြတယ်တနေရာရာကိုသွားတယ်ဆိုတာကဟောပေါ့နော်ရအောင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့နီးကိုပေါ်ပြတာဖြစ်ပြီးတော့အဲ့နဲ့တုံထားလို့ရှင်เนาะmina sanကအဲ့ဒီနေရာကိုသွားဖို့ဥတီနေတယ်ဆိုတဲ့အခြေအနေဖြစ်သွားတာဒါပဲเนาะအဲ့တော့အခြေခံမှာသင်ခဲ့ရတယ်အဲ့တော့တိုကျိုရဲ့ ikima ဆိုလို့ရှင်သွားဖို့ဥတီနေတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့တိုကျိုနီ ikima ဆိုလို့ရှင်เนาะတိုကျိုအထိရောက်အောင်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ကွယ်ပြောရလို့ရှင်လေเนาะအဲ့တော့ကဒီနီလည်းပဲအခြေခံမှာသင်ခဲ့ရတယ်ထမိုဒါချီနီဟိုအာဂေမစတာဆိုတဲ့ဟာလေးပေါ့နော်တငယ်ချင်းထန်တိုးစာအုပ်ကိုပြီးခဲ့ပါတယ်ဆိုတဲ့ဟာလေးလေအဲ့တော့ဒီကလည်းတူတူပဲဒီစောစောလေးဟိုရောက်အောင်သွားတယ်ဆိုတာကမြားကြီးကဥတီထားတာအဲ့ဒီကိုရောက်ရမယ်ဆိုတဲ့ပုံစံမျိုးလေးနော်အဆိုတဲ့ပုံစံမျိုးနဲ့သူကပြောချင်တာကိမ်းမဒီလိုကြည့်ပေါ့နော်ပြန်ပြောမယ်နော်ちょっと待ってပေါ့နော်ဒီမှာဒါကြီးကကိုရီသွားမဲ့နေရာကြီးတစ်ခုဆိုလို့ရှိရင်ဒီလိုမြားထိုးထားလို့ရှိရင်ဒီမှာနော်နေရာစီတို့ရောက်နေပြီဖြစ်တယ်ဆိုတော့သူကနိအဲ့ကိုတုံးနေဆိုလို့ရှိရင်ဒီနေရာမရောက်သေးဥတည်နေတဲ့အခြေအနေပေါ့နော်နောက်ပြီးတော့ဆော့လို့ရှိရင်လည်းအတူတူပဲဒီမှာလူတယောက်နဲ့တယောက်ကိုသူတို့ပစ္စည်းပေးတယ်ပေါ့ကွယ်ပေးတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီထန်သူရအောင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါကြောင့်မလို့နိကိုတုံးတာပေါ့ကိုရီးယားကအလွယ်မှတ်လာတာကွာထန်တို့ထန်မနိဆိုပြီးတော့လေအလွယ်တာမှတ်လာတကယ်တမ်းကအဲ့လိုပို့ပြီးတော့လေးနဲ့တဲ့အတိတ်ပဲလေးရှိတယ်ပေါ့နော်အဲ့လိုပို့ပြီးတော့ကိုကတွေးပြီးတော့မှတ်ထားတယ်ဆိုလို့ရှိရင်ပို့ပြီးတော့မှတ်နေရလွယ်တယ်အဲ့တော့တွားကြည့်ခြင်းနီးအများကြီးကိုသင်ခဲ့ဟာတွားကြည့်ကြည့်မယ်ပေါ့နော်ခုကြီးနီးအိုကီမဆိုလို့ရှင်9နာရီတိမှာအရာထားတယ်လို့မှတ်တယ်ပေါ့နော်ကကိုနီးအီကီမဆိုလို့ရှင်တွားတယ်ဆိုတာဆက်ရဖို့တွားတာမလို့ကြောင်းတို့ရအောင်တွားတယ်ဆိုတဲ့အခြေအနေပေါ့နော်ကိုနီးစဝတ်တက်ကြဆိုင်ဒီနီးမှာလေးပဲတူတူပဲသိလားကိုတွေကစဝါဒီမတ်ကထိုင်နေဆိုအပြုတ်မှုဖော်ပြရဲဆိုတော့ကိုတွေအရင်တော့မှတ်ထားတာကအပြုတ်မှုဆိုလို့ရှင်အပြုတ်မှုမပိုင်နီးအပြုတ်မှုဆိုလို့ရှင်အပြုတ်မပိုင်နီးဆိုတာကမှရှိတယ်လို့ဘာလို့လဲဆိုလို့ရှင်နီးပေါ့ကွာအပြုတ်မှုပိုင်တဲ့ဆိုအလွယ်မှတ်ထားတာတကယ်တော့စဝါဒီမတ်ဆိုတာကထိုင်ချလိုက်တယ်ထိုင်ချရလို့ရှင်အဲ့နေရာမှာပဲသူကရှိနေရတယ်အတူတူပဲဒါကြောင့်မို့သူနီးနေတာတုံးတယ်ပြောချင်တာပေါ့နော်ဒီမှာတော့အလွယ်ရေးပေးထားဆိုရင်ဒီနေရာမှာစစ်စစ်မြင့်မြင့်ထိုင်မှာမို့နေဆိုပေါ့နောက်တစ်ခုကဒီသူကထိုင်မယ်ဘယ်နေရာမှာလဲဒီနေရာမှာဆိုတဲ့သူ့ရဲ့ဒီနေရာမှာရောက်အောင်ထိုင်မယ်ဆိုတဲ့ဟာလေးရှိရလို့မှတ်လို့ရတယ်လေဒါကြောင့်မို့လို့ကိုနီဆိုတာတေကူရာဆိုင်ဖြစ်သွားတာရှီဇမိုနီကိုတိုင်တေကူရာဆိုင်ဆိုလဲတူတူပဲနော်ရှီဇမိုနီကိုတိုင်တေကူရာဆိုင်ဆိုလဲတူတူပဲမေကုန်းမေးတယ်ဖြေရမယ်ဟုတ်တယ်နော်ရှီဇမွန်ဆိုသူ့ရဲ့စညင်ဘက်ကကိုတာရဲ့သူအဲ့တော့ရှီဇမွန်လောက်တဲ့လူကလည်းပဲအဲ့ဒီလူထန်တော့ရှီဇမွန်လောက်တဲ့ကိုတာရဲ့လောက်တဲ့လူကလည်းပဲအဲ့ဒီလူထန်တော့ဆိုတဲ့ဟာမျိုးရဲ့နောက်တစ်ခုပေါ့နော်နောက်တစ်ခုကဒီကရှီဇမွန်မေကုန်းပေါ့နော်အဖြေရတယ်ဆိုတာကမေကုန်းကိုဦးတည်ပြီးတော့ဖြေရတယ်ဆိုလို့ကျန်တာလေဒါကြောင့်မလို့ရှီဇမွန်နီကိုတာရဲ့တေကရဆိုင်ခါနိုဂျော်နီဟာနောအာဂေမတ်ဒီဟာကတော့ထန်တော့ထန်မဆိုတဲ့နီပေါ့နော်ခါတဲ့နီဟာနောမော်ရာယီမတ်တာဒီခလာဆိုတဲ့နိဆိုတဲ့ထမ်မဆိုတဲ့နေရာမှာခလာလေးတုံးလို့ရတယ်ခါတဲ့နိ花をもらいました。学生に日本語を教えます。教えますはね、တူတူပဲသင်ပေးတာ
တင်ပေးတယ်ဆိုတာကဟုတ်ပြီဘဒုထန်သူတင်ပေးမှလည်းဥတီချက်ရှိရမယ်ဒီလူတွေကိုဥတီပြီးတော့တင်ပေးမယ်ဒါကြောင့်မလို့သူကနိတုံထားတာကကုစေနီနီဟွန်ကိုအိုရှိယမတ်ဆန်စီနီနီဟွန်ကိုနာဒိုင်မတ်အဲ့တော့ကိုရဲတူတူပဲဂျပန်စာကိုတင်ယူမယ်ဘဒုထန်မှတင်ယူမှလည်းထန်မှထန်သူဒါလည်းလွယ်လွယ်လေးပဲနိပဲပေါ့နော်ဟာဟာဝါဝါတာရှိနီတိုကေယိုခတ်တေကရမစတာအမေကကျမထန်တို့ကျွန်တော်ထန်တို့ပေါ့နော်ထိုကေခတ်တေကရမစတာဒီမှာဆိုရှင်နည်းနည်းလေးဝါကြလေးနဲ့လာပြီဒီမှာဒီကူရဲမတ်ကသူကနီးနဲ့တွေ့သုံးလို့ရတာကဝါတာရှိပဲရတယ်အဲ့ပေါ့နော်ကူရဲမတ်တာဆိုတာကသူများကကိုထန်တို့ပေးတယ်ဆိုတဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနီးနဲ့ကတဲ့ဝါတာရှိနေရမှာဘယ်သူမှဝင်လို့မရဘူးပေါ့နော်သူများနေရာမှာကြိုက်တဲ့လူဝင်အဖေပဲဝင်အမေပဲဝင်မောင်နှမတွေပဲဝင်တကယ်ချင်းပဲဝင်လို့ရတယ်ပေါ့နော်ဒီဝနေရာမှာတစ်ခါကြလို့ရှိရင်ကားနဲ့လည်းလာတတ်တယ်ဒီအတွဲလိုက်ကြီးကဒီလိုမျိုးအတွဲလိုက်ကြီးပေါ့နော်ကဆောင်းဝဲမှာခဏခဏမေးတတ်တယ်တေကူတယ်မှာစတာဆိုပြီးပါတီကေကိုမေးတာပါလာတတ်တယ်ပေါ့နော်အဲ့တော့ဟာဝါတာရှိနီတိုကေယိုခတ်တေကူတယ်မှာစတာကိုကိုနီတဲကိုဖူရဲနိုင်တယ်ကရာဆိုင်တယ်တူတူပဲကိုရီးယားတခုခုကင်မဲဆိုရှင်ကိုရီကင်ရမယ်ဥတီချက်ကြီးရရှိတယ်ဥမာဖုံးကင်မလားဟိုပေါ့နော်ဖူရဲမတ်ဆိုထိတွေ့တာတူတူပဲမနော်ကင်နာတခုခုကင်နာကစာဝါဒီမတ်ပေါ့နော်အဲ့တော့ဖူရဲမတ်ကောမဲထိတွေ့တာပေါ့နော်အဲ့တော့ထိတွေ့တယ်ဆိုတာကြီးကကိုရီကတွားလက်ကြီးနဲ့လက်နဲ့တွားပြီးတော့ထိတွေ့တာအဲ့ဒီဥတီချက်ရှိဟုတ်တယ်နော်လက်နဲ့တွားပြီးထိတွေ့တာဒါကြောင့်မလို့နီကိုတတ်တုံးတယ်ပေါ့နော်အဲ့တော့ခိုကိုအို့မဟုတ်ပေါ့နော်ပြောချင်တာလေနော်ကိုကိုနီတဲ့ကိုဖူရဲနိုင်တဲ့ကရာဆိုင်ဖူရဲလို့ဆိုတာကထိတွေ့တာကိုပြောတယ်ဒီကိုလာမထိပါနဲ့အနေရဲဆိုတဲ့ပုံစံမျိုးလို့ပေါ့နော်နောက်တစ်ခုထိုမဲမတ်လည်းတူတူပဲကိုရီးယားထင်တာကကားကိုတွားရက်လိုက်တဲ့ဟေ့ဆိုရှင်ရက်တာကဟိုအပြုတ်မှုပါတယ်ဆိုပြီးတော့လေတဲ့တွေပဲတွတ်ထက်တဲ့နေရာကြီးမှာတွားပြီးတော့မဟုတ်ဘူးကားရက်လိုက်အဲ့နေရာမှာကားကြီးရရှိနေမှာဒါကြောင့်မို့နိနဲ့သုံးပါတယ်အဲ့တော့တဲ့နဲ့မှတက်တဲ့အာဆိုကိုနီခူရူမာကိုထုံမဲမတ်အာဆိုကိုနီခူရူမာကိုထုံမဲမတ်ယာမနီနိုဘိုဒီမာဆိုလဲတူတူပဲတောင်တက်တယ်ဆိုတာကကိုရီကဥတီချက်ကတောင်ပေါ်ရောက်ရမယ်ဆိုက်ရောက်မှုဖော်ပြတဲ့နှီးကိုသုံးပါတယ်ပေါ့နော်ရှိသေးရဲ့နှီးတွေကနော်အများကြီးကြံသေးရဲ့နောက်ပိုင်းမှာကြံသေးရဲ့အဲ့တော့ညဆန်ကဒီနေ့နည်းနည်းဒါပေမဲ့ဘယ်လောက်မှမကြံဘူးမဲနည်းနည်းပဲကျွန်တော်တွက်ကြည့်မယ်တိုကျိုနီစကီမတ်တာအဲ့တော့ရောက်ရှိလာတာလေရောက်ရှိမှုဖော်ပြဖြစ်တဲ့အတွက်ကြောင့်မို့နီဟေယာနီဟိုင်ရီမတ်အခန်းထဲကိုဝင်တာကလည်းပဲအခန်းထဲကိုရောက်သွားမှဝင်ရောက်သွားပါဒါကြောင့်မလို့ဆိုက်ရောက်မှုကိုဖော်ပြတဲ့နေကိုသုံးတယ်ဒန်ရှာနီနိုဒီမှာယထာစီးတယ်ဟေးဆိုလို့ရှိရင်ကိုရဲ့ယထာတဲ့ကိုရောက်သွားတာဒါကြောင့်မလို့ဆိုက်ရောက်မှုဖော်ပြတဲ့နီပါတီနီဆန်ကာရှိမတ်ပါတီကိုကိုရဲ့ဆင်နွှဲတယ်ဆိုလို့ရှိရင်ပါတီဆင်နွှဲနေတဲ့အချိန်မှာကိုရဲ့ဘာမှလဲပါတီထဲမှာရှိနေတာဒါကြောင့်မလို့ပါတီနီဆန်ကာရှိမတ်ဆိုတဲ့ဟာမျိုးပေါ့နော်ခိုင်ဂီနီရှိစကီရှိမတ်ဒီဟာအတူတူပဲပေါ့အစည်းအဝေးတက်ရောက်တယ်ဆိုလို့ရှိရင်လည်းအစည်းအဝေးတက်ရောက်နေအစည်းအဝေးမှာကိုရီရှိနေပြီလေဒါကြောင့်မလို့နီကိုသုံးတယ်ခိုင်ဂီနီဒဲမတ်ဆိုတဲ့အတူတူပဲပေါ့နော်ဒီစကီရှိမတ်နဲ့ဒဲမတ်နဲ့အတူတူပဲခါဘဲနီအေဂါဟာတဲရတို့နိုင်ရကြီးမှာအခုပုံကြီးရရှိနေရတယ်ဒါကြောင့်မလို့နီပေါ့ခါဘဲနီအေဂါဟာတဲရတို့ပုံကြီးကကတ်ထားတော့နိုင်ရမှာရှိနေတယ်ဒါကြောင့်မလို့ကိုရီးယားဟာဒီမတ်ဆိုတာကတ်တယ်ဆိုပြီးတော့ပေါ့နော်အပြုတ်မှုပါတယ်ဆိုပြီးတော့ဟိုဒဲပဲသုံးတတ်တယ်ခါဘဲဒဲမို့ခါဘဲနီအေဂါဟာတဲရတို့အခီနီချီဂိုင်ဒက်ဒီမှာအခီနီချီဂိုင်ဒက်တိုီဒက်လေတူတူပဲသူကခါလာအနေနဲ့သုံးထားတာအခီကာလာလို့ပြောပို့ပြီးတော့နားလေတာပေါ့နော်အခီကာလာချီဂိုင်အခီကာလာထိုအိုီပေါ့နော်အဲ့တော့ခါလာနေရာမှာနိလည်းအစားသုံးလို့ရတာကိုအဲ့တော့ဒီမှာရေးပေးတာဒီနိကိုတော့ခါလာနဲ့တူတယ်လို့မှတ်လို့ပြောထားတယ်ပူတာကနေနီးတယ်ဝေးတယ်ဆိုတဲ့ဟာမျိုးပေါ့နော်အဲ့တော့ခါလာနဲ့သုံးတယ်ပဲမှန်တယ်ဆိုတဲ့အခြေအနေလေးပေါ့နော်